လွင်မြစ်ရဲ့နောက်ွယ်ကထူးဆန်းမှုများမိုးရသည့်ရောက်တိုင်းတန်လွင်မြစ်ရေမြင့်တက်လာပြီးတော့ငါးဖက်ရသည်စိုက်ပျိုးရေးအချိန်ရေကြီးရေကြားအန်ရင်းနဲ့အတူလူထုဘဝတွေကထက်တလဲလဲဖြစ်နေပါတယ်။ဒါပေမဲ့တန်လွင်မြစ်ကရိုးရိုးရေမြစ်တစ်စင်းသာမကတကယ်လဲထူးဆန်းပြီးအံ့ဩစရာကောင်းတဲ့သဘာဝအဖြစ်အပျက်တွေနဲ့ပတ်သက်နေတာကိုသင်သိပါသလား။ဒီနေ့ဗီဒီယိုမှာတော့တန်လွင်မြစ်ရဲ့နောက်ွယ်ကထူးခြားချက်များနဲ့သမိုင်းမှတ်တမ်းသိပ္ပံပညာနဲ့တောင်မရှင်းပြနိုင်တဲ့အဖြစ်အပျက်တွေကိုတခါတည်းသိရဖို့အဆုံးထိကြည့်ရအောင်ပါ။နံပါတ်1စံတင်ရာသီကိုမသိရတဲ့လျှို့ဝှက်ချက်တန်လွင်မြစ်ဟာတနင်္သာရီတောင်တန်းတွေရဲ့အရှေ့ဘက်မှာမွေးဖွားပြီးတော့ရွှေမြို့တော်လေးဖြစ်တဲ့ပသိမ်မြို့နားကနေတိုတောင်ပင်လယ်အထိစီးဆင်းနေပါတယ်။မိုးရာသီရောက်တိုင်းမြစ်ရေတက်လာပြီးရေလောင်အောင်စံတင်ခြင်းကတာမန်ဖြစ်ရတစ်ခုဖြစ်ပေမဲ့တချို့အချိန်တွေမှာတော့ရေမဆန့်လောက်အောင်တက်လာပြီးတော့နေလုံမြို့တောင်ထိနီးပါရေကြီးသွားတာတွေမိုးမရွာပဲတန်လွင်မြစ်ထဲကရေတက်လာတာတွေကိုဒေသခံတွေကမကြာခဏပြောဆိုကြပါတယ်။သိပ္ပံပညာနဲ့တော့အောက်မြစ်ပိုင်းတစ်လျှောက်ကရေမြုပ်ညှိမှုလို့ခေါ်ကြပါတယ်။အချို့နေရာတွေမှာပင်လယ်ရေမိုးတန်တဲ့တကွမြစ်ထဲကိုပြန်ဝင်လာတဲ့ရေပြင်းထွေးမှုကြောင့်ရေစီးကြောင်းပြောင်းသွားပြီးတချို့ရေတွေတက်နေတာဖြစ်တယ်လို့ပြောဆိုကြပါတယ်။ဒါပေမဲ့တကယ်ကိုလည်းရေတက်အနေနဲ့တွေမဟုတ်ဘဲရေထဲမှာငါးအပြာရောင်မြုပ်သွားခြင်းရှစ်တန်တင်တဲ့ဓာတ်ခွဲရည်တွေအထိချက်ချင်းရနံ့ပြောင်းခြင်းနဲ့အနံ့တွေလည်းတကယ်ရှိပါတယ်။ဒါတွေဟာရိုးရိုးထိုင်တဲ့ဘိုးမဟုတ်ကြောင်းပြောပြလိုက်ရပါတယ်။နံပါတ်2ငါးဖမ်းရာသီမှာငပြန်တို့ရဲ့သဘာဝနဲ့ GPS စနစ်တန်လွင်မြစ်ကငါးဖမ်းခြင်းအတွက်နိုင်ငံတွင်းမှာထင်ရှားတဲ့မြစ်တစ်ခုပါတောင်ပိုင်းကပသိမ်မြို့နယ်နဲ့အရှေ့မြစ်အနှံ့အပြားအနားမှာရှိတဲ့ကျေးရွာတွေမှာဇွန်လဇူလိုင်လတိုင်းအထူးတလင်ငါးဖမ်းရခြင်းဟာစီးပွားရေးလှုပ်ရှားမှုအတွက်ကြောင့်ဖြစ်ပါတယ်အထူးသဖြင့်ငပြန် Helsa Fish ဆိုတာကတနိုင်ငံလုံးအတွက်ထင်ရှားတဲ့ရှားပါးငါးမျိုးဖြစ်ပါတယ်ထူးခြားတာကငပြန်တွေဟာသမုဒ္ဒရာတွေကစတင်ပြီးတန်လွင်မြစ်ထဲကိုပင်လယ်နောက်မှတက်လာတတ်တာပါဒါကတော့သဘာဝလှုပ်ရှားမှုပဲဖြစ်ပါတယ်တကယ်လဲငပြန်တွေဟာမြစ်ထဲကိုရှောက်တက်လာရမှာမျိုးဆက်ဖွားမြုပ်ရာတိကျတဲ့နေရာကိုသာပြန်လာတတ်ပါတယ်။တချို့ပညာရှင်တွေကငပြန်တွေမှာကိုယ်ပိုင် GPS နဲ့တူတဲ့သဘာဝအာရုံတက်ကြွမှုရှိတယ်လို့ဆိုကြပါတယ်။အချို့ပြင်ပပညာရှင်တွေကတော့တန်လွင်မြစ်ရေထဲမှာရခင်ကဓာတ်သတ္တုတစ်ခုခုပြန့်နှံ့နေပြီးတော့ရုပ်မြင်သံကြားမဖြစ်နိုင်တဲ့အချိန်မှာငါးလက်ညွန်လက္ခဏာတစ်ခုအနေနဲ့လှုပ်ဆောင်နေနိုင်တယ်လို့တောင်ယူဆကြပါတယ်။နံပါတ်3သမိုင်းနောက်ခံကတန်လွင်မြစ်နဲ့စစ်တပ်များတန်လွင်မြစ်ဟာသမိုင်းထဲမှာအလွန်ရေးပါခဲ့ပါတယ်။အင်္ဂလန်စစ်သားတွေကမြန်မာနယ်မြေအတွင်းဝင်ရောက်တဲ့အခါမှာတန်လွင်မြစ်ကိုတပ်စခန်းအဖြစ်ထားခဲ့ပူပါတယ်။ဒုတိယကမ္ဘာစစ်အချိန်မှာလည်းရန်သူတပ်ဖွဲ့တွေကိုသတင်းစုံစမ်းဖို့အရေးပါတဲ့ entry point ဖြစ်တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီမြစ်တစ်စင်းဟာအခုထိတောင်အားရစရာသမိုင်းနောက်ခံနဲ့မဖြောင့်နိုင်တဲ့ထင်ရှားမှုရှိခဲ့ပါတယ်။နံပါတ်4တန်လွင်မြစ်ရဲ့မျက်မမြင်သဘာဝစွမ်းအားတန်လွင်မြစ်ရေတွေကိုသဘာဝအရာတွေစစ်တမ်းထုတ်ယူရမှာတချို့တောင်တသက်မတ်သေးဖြစ်လာပါတယ်။ရွာသားတချို့ကပြောပါတယ်ရေတစ်ခုထဲနဲ့အနံ့ပြောင်းတာကိုခန်းစားလို့ရတယ်။သိပ္ပံပညာနဲ့ဆိုရင်ရေထဲက pH ဓာတ်ငန်တူအပူချိန်တန်ဖိုးတွေကိုတိုင်းတာနိုင်ပါတယ်။ဒါပေမဲ့အချို့ယဉ်ကျေးမှုတွေထဲမှာတန်လွင်မြစ်ဟာလူသဘာဝနဲ့ဆက်လင်းတဲ့တကိုးတစ်ခုလို့ယူဆကြပါတယ်။ပင်လယ်ရေပြန်တက်လာတဲ့နေ့အချို့မှာမျိုးရိုးစင်လာဖြစ်နေတဲ့မြုပ်ဝန်းထင်ရတဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ဆိုတဲ့သူတွေလည်းရှိပါတယ်။တန်လွင်မြစ်နောက်ကွယ်ကထူးခြားမှုတွေကိုသိပြီးတဲ့နောက်မှာတော့တန်လွင်မြစ်တစ်စင်းဟာလျှို့ဝှက်စာအုပ်ကြီးတစ်အုပ်လိုပဲဖြစ်နေပါလိမ့်မယ်။ဟုတ်ကဲ့ပါရှင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ page လေးကို like and follow ပြုလုပ်သွားကြပါအောင်ရှင်